Hello အားလုံးပဲမင်္ဂလာပါစံပရာဘုံကချင်လေးလေးအကျိုးစုပါရီဒါလေးရလေအခုဒီထဲမှာရင်42သမားတွေအတွက်ဘယ်လိုပြောရမလဲ discount ဖြစ်ပါတယ်အစ်စ်တွေကျမလေဒီလိုအညိုစင်လေးတွေကြီးပဲသူကလေဂါဝင်လဲဝှေ့ချင်တယ်တချို့အသက်ရွယ်နေရတဲ့အန်တီတွေလေဟိုစပန်ဘယ်လိုလဲဆိုတော့နီရဲတွေပြေကွဲတွေလည်းမကြိုက်ဘူးအယောင်လေးကိုမှဘယ်လိုလဲပတ်တိတ်စင်လေးပေါ့နော်ဒါလေးတွေကပတ်တိတ်စင်လေးတွေကြီးပဲနော်ရင်40နှစ်ဖြစ်ပါတယ်42 43ပေါ့နော်အဲ့လောက်ပဲတခါကျတော့တိုင်းရတာလေဘယ်လိုလဲမသိဘူးတော့ရည်ရတယ်ဆွဲတိုင်းလိုက်ရင်44တတလေးတိုင်းလိုက်ရင်42အိုက်ကြားတွေကလို့ဖြစ်နေတယ်တခါတလေတိုင်းရတာလေအဲ့တော့ကျမက42 site လူခေါင်သေးတယ်ငါလူကောင်သေးတယ်ဆိုတော့နည်းနည်းလေးစိုက်သေးတဲ့လူတွေဝေယူလို့ရပါတယ်เนาะယူလို့ရတယ်ဒီကောင်ဝင်လေးကလွတ်လက်ရှိတဲ့လွတ်ပါလွတ်လက်တချို့ကောင်ဝင်တွေကကျတော့နည်းနည်း weight ပါတယ်အဖျားလေးကိုခြေထောက်ကိုမှီဖို့အတွက်လက်3လုံးလောက်ပဲလို့ပဲအတော်ပဲ weight ပါတော့ဗာလဲဆိုတော့အပြင်ထွက်ရင်တော့ကောင်းတယ်အိမ်ထဲမှာနေကြတော့နည်းနည်းလေးဘယ်လိုဖြစ်သွားလဲဆိုတော့နည်းနည်းပူးသလိုဖြစ်တယ်ကွယ်ပူးဝင်နေပြောရရင်เนาะလွတ်လပ်ချင်လို့ဝတ်တာလေအရသာတွေကဘယ်လိုလဲအိမ်ထဲမှာဝတ်ချင်တဲ့လူတွေရှိတယ်ဒါပေမဲ့ short ရင်းနဲ့တော့ तू ကနည်းနည်းတော့ပေါ့သွားတာပေါ့ကွယ်ဒီထဲမှာဒါလေးပါဒါတွေကလေ4000ကျော်တဲ့နေပဲသူတို့ကပါတိတ်စင်လေးအပွင့်စိတ်ကလေး3800နဲ့900ရှူပါနော်ပါတိတ်စင်လေးတွေအခုဒီထဲမှာနောက်ထပ်ဓာလေးရကြတော့အညိုအကွက်ကလေးနော်ရှေ့လဲရှေ့အရန်လဲမတူဘူးနေတော်လေးပေါ့ကွယ်ဟိုတိုင်ရလဲကျမဟာလဲမဖြစ်မပြလို့နော်တိုင်ရင်ဓာလေးရဒီမှာနေတော်လေးနော်ဟိုအောက်လဲဘုတ်တိုက်ကြီးဖြစ်မနေဘူးတိုလေးလဲဖြစ်မနေဘူးတကယ်ဟိုအလဲလက်ဒီနေရာလေးရကြဒီလိုရင်စည်းလေးနဲ့เนาะဒါမြန်လေးပြမယ် TikTok ကလူတွေပါကျွန်မတင်လာမလို့ကဲဒါလေးရကြတော့ဒီလိုအကွက်ကလေးဖြစ်ပါတယ်အညိုစင်လေးတွေကြီးပဲเนาะအညိုစင်လေးဆိုတာသူမအစ်စ်ဒါလေးရကြတော့ဒီလိုညူမဲလေးเนาะသူကလေကျွန်တော်တို့ကနှစ်ထည့်စီပါလို့ TikTok က fan တွေအတွက်လေညတင်ပေးတာဒါလေးရကြတော့ဇောင်းစင်လေးဇောင်းပါတိတ်ကလေးကိုချုပ်ထားသလိုပဲညောဇောင်းပါတိတ်လေးကိုချုပ်ထားသလိုပဲအိတ်ကတော့ပါလားမပါလားတော့မသိဘူးအော်ပါတယ်အိတ်ပါတယ်နော်ခါတလေကျရင်ကျမကိုကွန်မန့်မှန်တယ်အိတ်ပါလားအမခေါင်းဝင်ပေါ်မှာအိတ်ပါလားဆိုရင်လေကျမလေဟဲ့ငါ့ခေါင်းဝင်ပေါ်မှာအိတ်ခိုင်းနေရလားဟုတ်ပါဘူးနောက်မှအိတ်မှကြတော့ဇောင်းလေး3000နဲ့8500ရှူပါเนาะကဲအဲ့တော့အခုဒီထဲမှာဒါလေးအရင်ပြပြီးလိုက်ပါတယ်เนาะကဲအားလုံးပဲကျေးဇူးတင်ပါတယ်